ခေတ်လက်ကျန်ရန်ကုန်မြို့ရဲ့ရှေးဟောင်းအဆောက်အဦများမြန်မာနိုင်ငံမှာ18ရာစုကနေစလို့ကိုလိုနီဗြိတိရှတို့ရဲ့လက်အောက်ကိုနှစ်ပေါင်း100ကျော်ထိကြာရောက်ခဲ့ပါတယ်။ရခင်ကမင်းနေပြည်တော်ဖြစ်ခဲ့တဲ့မန္တလေးနေပြည်တော်ဟာအင်္ဂလိပ်လက်ထက်မှာရှေးဟောင်းမြို့တော်ဖြစ်ခဲ့ပြီးတော့ရန်ကုန်မြို့ဟာဗြိတိရှတို့ရဲ့စီးပွားရေးနဲ့အစိုးရရုံးထိုင်ရာအချက်အခြာနေရာဖြစ်ခဲ့ပါတယ်။ဒါကြောင့်ရန်ကုန်မြို့ဟာအခုချိန်ထိဗြိတိရှတို့ရဲ့လက်ရာဘီတုကာအဆောက်အဦတွေကျန်နေသေးပါတယ်။ဒီတက်ကမှာထင်ရှားတဲ့အဆောက်အဦတွေအကြောင်းကိုအခုဗီဒီယိုလေးထဲမှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နံပါတ်1ရဲမင်းကြီးအဆောက်အဦဂရိရင်ကျေးမှုအဆောက်အဦတွေထဲမှာတွေ့ရတဲ့တိုင်လုံးကြီးတွေနဲ့တည်ဆောက်ထားတဲ့ဒီအဆောက်အဦဟာကိုလိုနီခေတ်ကတည်းကရဲမင်းကြီးအခြေစိုက်ရာရုံဖြစ်ခဲ့ပါတယ်။ယခုအခါပြန်လည်ပြုပြင်ထားပြီးပန်းဆိုးတဲ့လမ်းမပေါ်မှာတည်ရှိနေပါတယ်။1929ကနေစတင်တည်ထောင်ခဲ့တဲ့ဒီအဆောက်အဦကြီးကိုအင်္ဂလန်နိုင်ငံကမှတမန်တွေတည်ဆောင်ပြီးတော့ဆောက်လုပ်ထားခဲ့တာဖြစ်ပါတယ်။ဖူးစာများပါရင်အင်္ဂလန်ကတမန်တီတောင်မြန်မာပြည်ကအုပ်နေနဲ့ညားပေမဲ့ဖူးစာမပါရင်တော့အမြဲတမ်းတွဲတွဲရှိနေလေအချိန်တန်ရင်အခြားသူနောက်ပါသွားမှာပါနံပါတ်2ဘကိုးကလပ်1882ခုနှစ်မှာပဲဆောက်လုပ်ခဲ့တဲ့ဒီအဆောက်အဦဟာဆိုရင်အင်္ဂလန်နိုင်ငံရဲ့နာမည်ကြီး Victorian ဗီတုကာဒီဇိုင်းပုံစံတည်ဆောက်ထားတာပဲဖြစ်ပါတယ်ထိုစဉ်ကဒီဘကိုးကလပ်ဟာဗြိတိရှဘုရင်ကန်တွေလူချမ်းသာမိသားစုတွေအပန်းဖြေရာပျော်ပွဲစားအောင်ကြီးတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ယခုအခါဒီလမ်းမပေါ်မှာတည်ရှိတဲ့ဒီဘကိုးကလပ်ကရခင်ကအရှေ့တောင်အာရှရဲ့အကောင်ဆုံးသောတဲခိုခန်းဖြစ်ခဲ့တယ်လို့လည်းထင်ရှားခဲ့ပါတယ်။အတိတ်ကအတူတူပြောခဲ့မှုတိုင်းအနာဂတ်မှာလည်းအတူတူပြောရမယ်ဆိုပြီးမှတ်ထားကြပါနဲ့။နံပါတ်3ဗိုလ်ချုပ်အောင်ဆန်းစီဗြိတိရှတို့ရဲ့နာမည်ကြီးဗိုလ်ချုပ်ဖြစ်တဲ့ James George Scott ကိုဂုဏ်ပြုပြီးတည်ဆောက်ခဲ့ကကိုလိုနီခေတ်က Scott ဈေးဆိုပြီးတော့အမည်ပေးခဲ့ပါတယ်။လွတ်လပ်ရေးရပြီးတဲ့နောက်မှာတော့ဗိုလ်ချုပ်အောင်ဆန်းဈေးဆိုပြီးတော့အမည်ပြောင်းလဲခေါ်ခဲ့တဲ့ဒီဈေးဟာ1860ဝန်းကျင်လောက်မှာတင်စတင်တည်ဆောက်ခဲ့တယ်လို့သိရပါတယ်။အစကတော့ကိုယ့်နာမည်နဲ့ဆိုင်ပြီးနောက်ပိုင်းကျသူများနာမည်နဲ့ဖြစ်သွားတဲ့တယောက်သောသူကိုလည်းတတိယမိပါတယ်။ Stop it. Get some help. မက်လေတရားရုံးချုပ်ဟောင်းဗြိတိရှခေတ်ကတရားရုံးချုပ်အဖြစ်အသုံးပြုခဲ့တဲ့ဒီအဆောက်အဦဟာအုတ်ညီတွေနဲ့တည်ဆောက်ထားခဲ့ပြီးတော့တရားမျှတမှုကိုဒီနေရာမှာအဆုံးအဖြတ်ပေးနိုင်ဖို့ရည်ရွယ်ခဲ့ပါတယ်။ဗြိတိရှတို့ရဲ့ကွင်းအန်တီစိတ်တိုင်းပုံဖော်ဆောက်လုပ်ထားတဲ့ဒီအဆောက်အဦဟာအခုချိန်ထိခေတ်ရှေ့ပြေးနေတဲ့အဆောက်အဦတစ်ခုတည်းဖြစ်ပါတယ်။ဗြိတိရှထွက်သွားပြီးတဲ့နောက်မှာဝင်ကြီးများရုံးအဖြစ်ဆက်လက်ရုံးတည်ရှိနေခဲ့ပြီးတော့နိုင်ငံအကြီးအကဲများရုံးထိုင်ခဲ့တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။နံပါတ်5ရန်ကုန်တိုင်းဒေသကြီးတရားရုံး1900ခုနှစ်အစပိုင်းမှာစတင်တည်ထောင်ခဲ့တဲ့ဒီအဆောက်အဦကိုဗြိတိရှခေတ်ကငွေတိုက်စာချုပ်များတင်ဆက်ရာနေရာအဖြစ်အသုံးပြုခဲ့ကြပါတယ်။ဗြိတိရှခေတ်ရဲ့ပထမဦးဆုံးဘဏ်ဆိုရင်လည်းမမှားပါဘူး။ဒုတိယကမ္ဘာစစ်အတွင်းမှာဘုံးတံတွေကြောင့်အတော်လေးပျက်စီးသွားခဲ့ပြီးနောက်ယခုတွေ့ရတဲ့အဆောက်အဦပုံဟာအသက်ပြန်လည်မွမ်းမံတည်ဆောက်ထားခဲ့တာပဲဖြစ်ပါတယ်။အဆောက်အဦတွေကတော့ပြတ်သွားရင်ပြန်ဆောက်လို့ရပေမဲ့ဆက်ဆံရေးတွေကတော့တစ်ခါပြတ်သွားရင်ပြန်အဆင်ပြေဖို့အရန်ခက်ခဲသွားမှာပါ။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။